အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီ Photoshop နဲ့သုံးပြီးတော့ဒီ background ပုံနေတဲ့ background ကိုဘယ်လိုပြောင်းရမလဲဆိုတာကိုပြပြပေးသွားမှာပါဒီ background ပြောင်းလေးကိုပြပြပေးသွားမှာအဆုံးအနေနဲ့ file new မှာ document တစ်ခုကြာလာမယ် dialog box တစ်ခုကြာလာမယ်အမှာကိုလိုချင်တဲ့ frame size ကိုရွေးရမယ် pixel ရှိရယ်ဒီမှာရွေးလို့ရအများကြီးပဲ inch ရှိရယ် centimeter ရှိရယ်9ရှိရယ်ဒါပေမဲ့တော်တော်များများ pixel ပဲသုံးကြရယ်အခုတော့ဒီ square photo ပြလိုက်မယ်နော်1000 square photo okay background ပြောင်းပြီးဆိုတော့ရေးရလောက်လာမယ်ပြီးတော့ကို background ပြောင်းချင်တဲ့ပုံတစ်ပုံကိုယူလိုက်မယ်ပုံမပြောင်းတော့ကောင်းတယ်ပြီးရင် set ထည့်လိုက်မယ် okay ဒီပုံ background ဖြတ်မယ်ဒီအနောက်ခံအပြာရောင်ယူမလို့ရှင်ဟုတ်ဒီကောင်မလေးကိုပဲလို့ရှင်တယ်အဲ့ဒါကြောင့်မို့ background ဖြတ်မယ်အဲ့တော့ဘာကိုသုံးရမလဲဆိုတော့ဒီ tools bar ထဲမှာရှိရ quick selection tool ဆိုရဟာကိုသုံးရမယ်အဲ့ဒါတစ်ချက်နှိပ်လိုက်မယ်ပုံကဒီဒေးချက် background ပြောတော့ဒီလိုဆိုလို့ရှိရင်ကြည့်ရလဲတင်းနေအဲ့တော့ zoom ဆွဲပြီးတော့ background ဖြတ်မယ်ဒီဒေးချက် background ဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီ keyboard မှာ shortcut control ရဲ့ဒီ plus ရဲ့ကိုနှိပ်လိုက်မယ်ဆိုရင် zoom ကကျလာတယ် control နဲ့ minus နဲ့ဆိုလို့ရှိရင်ပြန်ကျုံသွားမယ် zoom ပါ control plus control minus zoom ချရာ control plus okay background ဖြတ်မယ်ခုနက quick selection tools ကိုယူထားတယ်ပြီးတော့ဒီမှာအဲ့ဒီဟာကိုအကြည့်အသေးပြောင်းလို့ရတယ်ဒီ site ကိုအကြည့်အသေးပြောင်းလို့ရတယ်ဒီကနေဝင်ပြီးတော့အဲ့တော့ click နှိပ်လိုက်မယ်ဒါပေမဲ့လို့ဒီနေရာမှာတစ်ချက်ကြည့်လိုက်အပြာရောင် background တွေပါနေဒီလက်ပေါ်မှာဒီအပြာရောင် background တွေပါနေအောင်အဲ့ဒါကိုပြန်လျှော့အောင်ပြန်လျှော့ဖို့ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်မရဘူးအဲ့တော့နည်းထည့်လျှော့မယ် site ကိုနည်းနည်းလျှော့မယ်ပြောလို့ရှိရင်ဒီမှာအပေါင်းဆိုတာကပါမှာအပေါင်းနဲ့သွားရင်ပါမှာအဲ့တော့ပြန်နှုတ်မယ်ဒီ background တွေကိုပြန်နှုတ်မယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ order ကိုဖိပြီးတော့ order ကိုဖိထားပြီးတော့သွားအဲ့ဆိုပြန်နှုတ်တာ okay order ကိုဖိထားပြီးတော့ဒီမှာပြန်လာဆိုတော့အဲ့တော့နောက်တစ်ဆင့်ဘာလုပ်ရမှာလဲဆိုတော့layer mask ထည့်ရမယ် layer mask ခေါ်ရမယ်အဲ့ကြမှာ layer mask ခေါ်လာမှဒီနောက်က background အပြာရောင်ကြီးပျောက်သွားမှာ layer mask ပျောက်သွားရင်ဒီမှာဒါဆိုရင် background ထည့်ပြီးသား background ထည့်ပြီးသားရပြီဒီအဲ့ထဲမှာ location ကြိုက်တာထည့်လို့ရတယ်အနောက်မှာဖတ်ထည့်ချင်တာလဲရထည့်မလားကြိုက်တာထည့်လို့ရတယ်ဒီ
အောက်ကိုရွှေ့လိုက်ကောင်မလေးဘာလို့ဆိုတော့ကောင်မလေးကိုအပေါ်မှာပဲတွေ့ချင်တာဖြစ်တဲ့အတွက်ကောင်မလေးကိုအရှိမပဲထားချင်တာဖြစ်တဲ့အတွက်ဒီ background ဒီ type တွေကိုနောက်ကိုရွှေ့လိုက်ကောင်မလေးကပေါ်လာပြီအဲ့ဒါနည်းကြီးလို့ရတယ်အောက်ဆုံးလေးကို shift ကိုဆွဲပြီးတော့ဆွဲကြည့်လိုက်လို့ရတယ်ဒါတော့ background ဖြတ်နီးတော်လေးအသုံးဝင်မယ်လို့လည်းနားလည်ပါတယ်ကျေးဇူးတင်ပါတယ်